တော့ကျွန်တော်ဇောကပင်လုံမနီဥယျာဉ်ပဲရောက်နေတာပဲဖြစ်ပါတယ်အခုဒီလိုလုံမနီဥယျာဉ်မှာဆိုရင်အရင်ကလုံမနီအင်ဂျင်ပန်ဆိုပြီးတော့ site ပြလာတဲ့ Canon Ball 3နဲ့တကယ်အစ်စ်နဲ့ကွာခြားချက်ကျွန်တော်ပြောပြမှာပဲဖြစ်ပါတယ်ကျွန်တော်အပင်နှစ်ပင်ကိုနိုင်ရှင်ပြောပြမှာပဲဖြစ်ပါတယ်ဒီဘက်ကတော့လုံမနီ engine လို့ခေါ်တဲ့ engine ပင်အစ်စ်ဒီဘက်ချမ်းမှာရှိတဲ့ဟာကတော့ဒါ Canon Ball 3လို့ပုံစံမျိုးပေါ့နော်ကျွန်တော်မိတ်ဆွေတငယ်ကျတော့ကျွန်တော်နောက်မှာမြင်တွေ့ရတဲ့အပင်ပုံစံမျိုးကဒါကတော့ဒါတကယ်လုံမနီ engine ပန်အစ်စ်လေတော့နော်သူရဲ့ရွက်ကဆိုတော့ဘယ်အုပ်စုနဲ့မှပါတယ်ဆိုတော့ Ditaro Carpet ဆိုတဲ့ဒီအင်မျိုးနွယ်အုပ်စုအင်တို့ကညင်တို့အုပ်စုတွေမှာပါတာပေါ့နော်သူရွက်အခုလိုပုံစံမျိုးလေကဲကျွန်တော်လည်းတူတူဒီလုံမနီ engine အစ်စ်လေးကိုချက်ကြည့်လိုက်အောင်ဗျာလုံမနီ engine ပန်းပင်ရဲ့အစ်စ်ပေါ့နော်ဒီ Ditaro Carpet တဲ့အင်ကညင်အုပ်စုတွေကသူ့ရဲ့အခါအပွေထူရဲတယ်ပေါ့နော်ဒါကသူ့ရွက်လေးပေါ့နော်